မင်္ဂလာပါကျွန်တော်နာမည်ကတော့ပြန်ဖြစ် craft ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ Broham Crafter ရဲ့ရွှေထုံဖျားယူကျွန်တော်သွားလည်မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့တူလိုက်ခက်လိုက်နော်ခဏကျွန်တော်ပြောဖို့မေ့နေရဗျကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးကိုကျွန်တော်ပြောအဲ့ဒါရုံမိကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ် Okay ဝါကျွန်တော် Broham Crafter ရဲ့ရှုပ်ဖျက်ယူရပါမယ်နော်ပြင်မာကတော့ဘာကြီးလဲနိုင်ကြီးဖြစ်နေတဲ့တော်တော်ကျွန်တော်ခဏလေးကျွန်တော်ဒေးပြောင်းပြီမယ် Okay ကျွန်တော်ဒေးပြောင်းပါပြီ Wow Okay ဒါတော့ရွှေထုံဖျားကြီးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မရောက်တာလည်းတော်ကြာသွားပြီကျွန်တော်မရောက်တာကတော့ကြာနေပြီဟုတ်တယ်ကျွန်တော်မရောက်တာကြာနေပြီကျွန်တော်အခုမှပဲရောက်ဖြစ်တော့တယ်ကျွန်တော်ဖျားယူကျွန်တော်ဖူးလိုက်ကြရဗျကျွန်တော်ဖျားတော့ဖူးပါမယ် Wow ဖျားကြီးအကြီးပဲเนาะတက်ပဲဘူးလဲကောင်းပါတယ် Wow တကယ်တက်ပဲဘူးကောင်းပါတယ်ကျွန်တော်တကယ်တက်ပဲဘူးကောင်းနော်ဖျားကြီးအခုမှလည်းဘောကြီးညောင်းပြီဒီမှာကလည်းဘောကြီးညောင်းပြီရှိပါတယ် Wait ဟိုကဘာလဲ What Oh no ကျွန်တော်တို့ကြည့်ပါဦးရွှေထုံဖျားနားမှာ Peugeot Opposite ရောက်တော့ chest မှာပါချင်ဘူးနောက်ကြ What ဘာမှလည်းမရှိဘူး Okay ကျွန်တော်တို့ဒီရွှေထုံဖျားရဲ့ဘေးနားဒီမှာလာပြီးတော့ Peugeot Opposite ဒါရောက်ကဲကျွန်တော်တို့လေပေါ်တော့မပြန်တော့ကျွန်တော်တို့အနေကျွန်တော်ဖျားအထက်ပစ်စေအောင်ကျွန်တော်တက်ရအောင်ပြ Okay Okay ဒါတော့ဖျားရဲ့အထက်ပစ်စေရမယ်ဖြစ်ပါတယ်ခင်ဗျာ Wow ဖျားရဲ့တက်ပဲပေါ့ကောင်းတော့ဝါဒီမှာတခွန်နိုင်ဒါကတော့တခွန်နိုင်ပါဒါကတော့ဟနေပါလေဒါဘယ်လိုခေါ်မလဲအချို့ကျွန်တော်ဖျားဒီမှာတွေ့လို့ရှိရင်တော့ဒါကြီးကိုကျွန်တော်တို့ဟနေပေါ့ဗျာလို့နဲ့အနေနမင်းလေးပါဒါအဲ့လိုမျိုးဟုတ်တယ်ကျွန်တော်မခေါ်ရနေဆိုတာနမင်းကြီးလေးပါ Okay အဲ့ခရခေါ်ရနေဆိုတော့ကျွန်တော်ဘယ်လိုခေါ်မလဲတော့မသိဘူး Okay ကျွန်တော်ဒါကြီးခဏဖယ်ထားလိုက်အောင်ဟောဖះကြီးကတော့တကယ်တက်ပဲဘူးပုံနဲ့ခင်ဗျဒါကပါလေပလိန်ဒါပလေဒါကတော့ဈေးကြီးအရန်လေးတွေပေါ့နော်ဒါဖះရဲ့အောက်ခြေပိုင်းပဲ Okay Yes ရန်တက်ပဲဘူးကောင်းတယ်နော် Okay ကျွန်တော်တို့နဲ့အတူဒီဖះကြီးရဲ့ကျွန်တော်တို့ဟနေကျွန်တော်ဒီဖះအော်အောက်ပြကြပါကျွန်တော်ဒီဖះကိုဖူးလိုက်ကြရအောင်ခင်ဗျ Okay
လေးကိုကြိုက်နှစ်သက်လို့ရှိရင်ကျွန်တော်ရွှေကုန်းဖျားကြီးလည်းဖူးပြီးသွားကြလောက်ပြီလို့လည်းကျွန်တော်ထင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်လို့ရှိရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးပါခင်ဗျကျွန်တော် TikTok ပေါ်ကနေကြည့်နေဆိုရင်တော့ကျွန်တော်ကို like and follow လေးလည်းလုပ်ခဲ့ပေးပါဦးခင်ဗျအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye